ယေရှုနာမ၌အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဆရာတော်အလောလာကကျွန်တော်ကိုဧပြီ23မှာသက်သေခံပေးဖို့ပြောတဲ့အခါမှာကျွန်တော်ခီးထွက်ဖို့ရှိတယ်ပေါ့နော်ကျွန်တော်ခီးသွားမယ်ပြောတော့သူကဘာဖြစ်ခီးသွားမတော့ဗီဒီယိုလေးတော့ကြိုရိုက်ထားပြီးတော့ပေးခဲ့လိုက်ပေါ့ဆိုတာနဲ့ကျွန်တော်လည်းအခုဗီဒီယိုရိုက်ပြီးတော့ပေးထားခဲ့ခြင်းဖြစ်ပါတယ်ဒီ23ရက်နေ့မှာတော့ကျွန်တော်ပြင်ဦးလွင်မှာရှိတဲ့church camp တခုကိုရောက်ရှိနေတာဖြစ်ပါတယ်လို့ကျွန်တော်နာမည်စောအောင်သူဖြစ်ပါတယ်ရန်ကုန်မှာမွေးပေမဲ့ကျွန်တော်တောင်မှာကြီးခဲ့တာဖြစ်ပါတယ်ကျွန်တော်အလုပ်ကိုင်ရတော့ audio engineer ပေါ့နော်အတန်နဲ့ဆိုင်တဲ့ engineer အလုပ်ကိုလုပ်ကိုင်နေခြင်းဖြစ်ပါတယ်တွင်းထားတဲ့အတန်တွေကောင်းအောင်ကျွန်တော်ပြန်လဲပြီးတော့ software နဲ့ပြန်ပြီးတော့ပြင်ဆင်ပြီးတော့မှပြန်လုပ်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်နေခြင်းဖြစ်ပါတယ်ဆိုတော့အဲ့အလုပ်ကတော့ကျွန်တော်နားနဲ့ပေါ့နော်နားနဲ့လုပ်ကိုင်ရတဲ့အလုပ်ဖြစ်ပါတယ်လို့တကယ်တော့ကျွန်တော် geology နဲ့ကြောင်းပြီးတယ်ဒါပေမဲ့ geology နဲ့မဆိုင်တဲ့အလုပ်ကိုဖခင်ကကျွန်တော်မှာရွေးချယ်တော့ဒီလမ်းကြောင်းရွေးချယ်ပြီးကျွန်တော်တွန်းပို့ခဲ့တာဖြစ်ပါတယ်ကျွန်တော်တက္ကသိုလ်စတက်တော့ဒီ scientist ဆိုင်လုံးနဲ့တွေ့ပြီးတော့ကျွန်တော် the wine ones မှာkeyboard တင်းနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်ဒီ audio engineer line ဘက်ကိုရောက်လာတယ်ပေါ့နော်ဖျားတွန်းပို့ခဲ့လို့ဖျားပို့ခဲ့တဲ့ line လိုပဲကျွန်တော်နေရာလိုပဲကျွန်တော်ခံယူပါတယ်လို့ဆိုတော့ကျွန်တော်နားနဲ့အလုပ်လုပ်ရတဲ့အတွက်ဒီနားနဲ့ပတ်သက်ပြီးတော့ကျွန်တော်သက်သေခံချက်ကြီးတစ်ခုရှိပါတယ်သက်သေခံကြရတော့အများကြီးပေါ့နော်အဲ့ထဲမှာကျွန်တော်ဒီနားနဲ့ပတ်သက်ပြီးနည်းနည်းသက်သေခံကြပါတယ်လို့1992ပေါ့နော်အရင်တော့ကြာပြီ92ဒီဇင်ဘာ30ရက်နေ့ထင်တယ်ကျွန်တော်ပြင်ဦးလွင်ကနေပြီးတော့ဒီတောင်ကိုပြန်လာတဲ့အချိန်မှာကျွန်တော်ကား accident ဖြစ်ပါတယ်ဆိုတော့ပြင်ဦးလွင်မှာဘာရှိလဲဆိုတော့Grand Baptist Convention ရဲ့ဓာတ်အုပ်ဖို့ပေါ့နော်ဓာတ်အုပ်ဖို့ကြတော့ကျွန်တော်တို့လူငယ်တွေသွားပြီးတော့တီးကြဆိုကြတယ်ဆိုတော့ကျွန်တော်အရန်ဖျားတော့တော်နေမကောင်းဖြစ်တယ်ပေါ့ဖြစ်တော့ကျွန်တော်အမိုးလှမ်းဖုန်းဆက်တော့ Hilux ကားတစ်စီးပေါ့နော်အဲ့ခက်ကတော့ Hilux တွေပဲပေါ်တယ် Hilux ကားတစ်စီးငှားပြီးတော့ကျွန်တော်ပြန်လာကြိုးတယ်အဲ့မှာတောင်ကဘွယ်မှုတို့လည်းပါတယ်ကျွန်တော်အမေပါတယ်နောက်အန်ဒီဖောကျွန်တော်ရောက်မှလည်းပါတယ်ဆိုတော့ကျွန်တော်တို့ပြင်ဦးလင်ကနေပြန်ဆင်းလာတယ်ပေါ့နော်အလားခေါ်တော့အဲ့ကားနဲ့ပဲပြန်ဆင်းလာကျွန်တော်ကနေမကောင်းတော့ကျွန်တော်ရှေ့ကမ်းမှာပဲထိုင်ခိုင်းတယ်ဆိုတော့ကျန်တဲ့လူကတော့နောက်မှာနေတယ်ဆိုတော့ဆင်းလာတဲ့အခါမှာကျွန်တော်ကားသမားကိုပြောတယ်တောင်ပေါ်ဆဆင်းနေတဲ့ကားအသိပုံမှန်မဟုတ်ဘူးနော်ပုံမှန်မဟုတ်ဘူးနဲ့ကားလေးပါစစ်ကြည့်လိုက်အောင်ဆိုတော့ကားသမားဒီကားတော့ဒီတိုင်းပဲဘာမှဖြစ်ဘူးလေဒီတိုင်းပဲဒီလေအဲ့ဆိုပြီးတာပဲဆိုတော့ဆက်ဆင်းလာကြတယ်ကျေးဇူးတော်ကြောင့်ပဲကျွန်တော်တို့မန်းလေးရောက်တယ်မန်းလေးကြော်လာပြီးတော့ကျွန်တော်စင့်ကင်မှာကျွန်တော်ထမင်းစားကြတယ်ထမင်းစားပြီးဆက်ထွက်လာလို့တိတ်မကြသေးဘူး4-5မိုင်လောက်ပဲမောင်းရတဲ့အချိန်မှာကျွန်တော်ကရုတ်တရက်ကြီးဘဲမှာရှိတဲ့လေကွင်းနဲ့ထိုးချတော့2ပတ်လောက်လိမ့်သွားတာကျွန်တော်ရုတ်တရက်ဆိုဘာမှမသိလိုက်ဘာဖြစ်လို့ဖြစ်မှန်းမသိလိုက်ဘူးဆိုတော့ကျွန်တော်ရှိရမှာလဲပြုတ်ထွက်သွားတယ်ကျွန်တော်ခေါင်းထဲမှာလဲတွေးတွေပေါ့နော်တွေးတွေဖြစ်နေတယ်အဲ့ကျွန်တော်လည်းဘယ်လိုတိုးထွက်လာမှမသိဘူးအဲ့ကားပက်လက်လှန်နေနော်ပက်လက်ကြီးလှန်နေတယ်အဲ့တော့ကားတွေကတိုးထွက်လာတော့ကြည့်လိုက်တော့အနောက်မှာလည်းအကောင်လုံးကဒဏ်ရာတွေနဲ့သွေးတွေနဲ့ဖြစ်နေတယ်ကျေးဇူးတော်တယောက်မှအသက်မဆုံးရှုံးဘူးဒဏ်ရာတွေတော့ရကြတယ်ပေါ့နော်ကျွန်တော်စိတ်မမှားဘူးဆိုရင်ဘွယ်မှုတော်မှတောင်ကဘွယ်မှုတော်မှသူ့ခြေထောက်ကိုကားမှောက်ထားတဲ့ကားနည်းနည်းပိနေသလိုဖြစ်သွားတယ်အဲ့ဒါကားလူတွေကဝိုင်းမှပဲသူ့ခြေထောက်ပြန်ထုတ်ရတယ်ဆိုတော့အဲ့လိုမျိုးအထိဖြစ်လာတယ်ဆိုတော့လမ်းသွားလမ်းလာတွေကလည်းအများကြီးလာကူကြပါတယ်ဖြစ်ချင်တော့ကျွန်တော်တို့နောက်ကနေလိုက်လာတဲ့ကားကြီးတစ်စီးပေါ့လော်ရီကားကြီးအပေါ်မှာအဖွဲသားတွေအပြည့်ပဲဘယ်အဖွဲလဲဆိုတော့ကျွန်တော်ကရားဘက်ကအဖွဲတွေဖြစ်တယ်သူတို့ကလည်းဒီခွေးရှယ်ကနေပြန်လာကြတာပဲမိမျိုးကခွေးရှယ်ကနေပဲပြန်လာကြတာပဲအဲ့ထဲမှာ nurse မတွေပါလာတယ်အဲ့ nurse ကကျွန်တော်တို့လမ်းဘေးမှာပဲကျွန်တော်ဒီပတ်တီတွေစီပေးလမ်းဘေးမှာပဲမိခိုင်ပို့တွေထိုးပေးခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုနဲ့ဖြစ်သွားတယ်ကျွန်တော်အမိုးနဲ့အသက်ကြီးတဲ့လူတွေပေါ့နော်သူတို့ကြတော့ဒဏ်ရာရတဲ့သူတို့ကြတော့ဆေးရုံကိုလမ်းသွားလမ်းလာကားတွေကတောက်လျှောက်ခေါ်သွားကြတယ်ပြီးတော့သူတို့ဆေးရုံပို့လိုက်တယ်ဝန်တွင်းဆေးရုံနဲ့တူတယ်ပြီးတော့ကျွန်တော်ကတော့အဲ့ကားနဲ့ပဲဆက်နေခဲ့တယ်
ကားသမားလည်းကားကိုပြောင်းအတက်ပြန်လှန်တယ်လှန်ပြီးလမ်းမပေါ်တွန်းတင်တယ်တွန်းတင်ပြီးတော့ကားကိုမရအောင်ပြန်မောင်းလာတယ်တကယ်တော့ကားကဘာဖြစ်သွားလဲဆိုတော့တိုက်ရော့ပြုတ်သွားတာနော်တိုက်ရော့ဆိုတော့ကျွန်တော်တို့ရှေ့ကတန်းကြီးပေါ့နော်ကားအောက်မှာရှိတဲ့ဘယ်ကွေ့ညာကွေ့အဲ့လိုအရာတွေထိမ့်ပေးတဲ့တန်းကြီးတစ်ခုပြုတ်ထွက်သွားတယ်ဟာကျွန်တော်ပြန်စဉ်းစားကြည့်တယ်တောင်ပေါ်မှာသာဒီတိုက်ရော့ကြီးပြုတ်ထွက်သွားရင်တော့ကျွန်တော်တို့ကြောက်တဲ့ရောက်ပြီအကုန်လုံးကြောက်တဲ့ရောက်ကုန်ပြီဆိုတော့ဖះကွယ်ခါခဲ့တယ်အခုတိုက်ရော့ကပြုတ်တော့လမ်းဘေးကို2ပတ်လောက်လိမ့်သွားတယ်ဆိုတော့ကောက်ပြန်တွန်းတင်ပြီးတော့ပြန်မောင်းလာတယ်မောင်းလာရှေ့ဘင်းနှစ်ခုကတိုက်ရော့ပြုတ်ထားအထိမ်းမရှိတော့ဘင်းနှစ်ခုကဒီလိုအလဲကောင်ကြီးစုတော့သွားတယ်နော်သွားတော့အဲ့မှာကားဘင်းတန်ကျွီးတလန်းလုံးညှော်ပြီးတော့ဘင်းနဲ့ကတ်တရလန်းနဲ့တိုက်ပြီးတော့တောက်လျှောက်ညှော်ပြီးတော့လာတယ်အဲ့အချိန်မှာကျွန်တော်ရှေ့ကနေကား3စီးလာတယ်ကား3စီးလာတော့ကျွန်တော်သူတို့ကလည်းလှမ်းကြည့်တယ်ဗောနော်ကားကြီးအမူမှန်တော့လှမ်းကြည့်တော့သူတို့ကျွန်တော်တငယ်ချင်းတွေကကျွန်တော်အောင်ဒူးလားမသိဆိုတော့ပြန်လှည့်လာကြည့်တာလှည့်လာကြည့်တော့ကျွန်တော်တငယ်ချင်းတွေဖြစ်နေကျေးဇူးတော်ပဲဖះပို့တာနော်သူတို့လည်းကား3စီးကနေပြီးတော့သူတို့လူအားလုံး2စီးနဲ့ပြန်စုပြီးတော့သူတို့သွားမေမျိုးပဲသူတို့လည်းမေမျိုးတက်တာပဲမေမျိုးကိုဆက်တက်တယ်တစည်းကနေပြီးတော့ကျွန်တော်ဝင်းတွင်းဆင်းုံပို့တယ်ဝင်းတွင်းဆင်းုံပို့တော့အဲ့မှာဆရာမချက်ချင်းစီကံအခန်းထဲခေါ်တော့ကျွန်တော်ဒီပတ်တူတွေကဖြုတ်တယ်ဖြုတ်ပြီးတော့ကျွန်တော်ရက်ကိုကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ရက်ကပြတ်တော့မယ်ပြက်လူပြက်ခင်ဖြစ်နေတော့ကျွန်တော်တော့မမြင်ရဘူးเนาะသွေးတွေနဲ့အဲ့လိုပူထူနေတော့ဘာမှမမြင်အောင်သိလည်းမသိဘူးပြက်လားမသိဘူးဒါပေမဲ့ပူထူနေတော့သိတယ်ကျွန်တော်တကယ်ကြီးတောင်မကြည့်ရဲဘူးပေါ့เนาะအဲ့မှာကျွန်တော်အစိမ်းချုပ်ပဲဘယ်နှစ်ချက်လဲမသိ5ချက်လားမသိချုပ်လိုက်ရတယ်ချုပ်ပြီးတော့မှဝန်ရင်းစင်းကနေတော့မှကျွန်တော်ပြန်လာရတော့ဆိုလိုတာကဘယ်လိုခေါ်မလဲတောင်ပေါ်မှာသာဖြစ်ခဲ့ရင်ကျွန်တော်တို့အသက်ဆုံးရှုံးမှာတော်တော်ရာခိုင်နှုန်းများတယ်ဒါပေမဲ့တောင်အောက်ထိရောက်တယ်ဒါတွေမကောက်ကျွန်တော်ကားမှောက်တယ်ကျွန်တော်ရွက်ပြတ်တယ်ပြက်လူပြက်ခင်ဖြစ်တယ်ပေါ့ပျက်စီးတော့မယ်ဒါပေမဲ့ဖះရဲ့ကွယ်ကောက်မှုကြောင့်ကျွန်တော်ဒီနားပြန်ကောင်းတယ်အခုနားဘယ်နဲ့ညာနဲ့ကဒီအနောက်ကျောကနေကင်လိုက်ရင်တိတ်မတူပေါ့နော်ဘူးဒီဟိုပါပေါ့နားရိုးလေးတွေကမတူတော့ဒါပေမဲ့ဒီနားအဖြစ်ကျွန်တော်ဖះကောင်းကြီးပေးတယ်ဒီနားအဖြစ်ဒီနေ့အလုပ်တွေအများကြီးရတယ်ဒီနားအဖြစ်ကျွန်တော်သူများကိုအများကြီးကူညီနိုင်တယ်ဒီနားအဖြစ်ကျွန်တော်မိသားစုလည်းကောင်းကြီးအများကြီးဖြစ်ပါတယ်လို့စာရန်ကကျွန်တော်နေ့ရက်ကိုဖြည့်ဆည်းပြဖို့အထိလုပ်ခဲ့ပေမဲ့ဖះအဖြစ်ကျွန်တော်ဒီနေ့ဒီနားအဖြစ်မဲ့ကျွန်တော်ကောင်းကြီးများစွာခံစားရတာဖြစ်ပါတယ်လို့ရှင်ယောဟန်10မှာတခိုးသည်ခိုးခြင်းတတ်ခြင်းဖြစ်စည်းခြင်းကသာလာတတ်၏ငါမူကားသိုးတို့သည်အသက်လျုံများမကအထူးသဖြင့်အသက်ဖြင့်ပြည့်စုံစေခြင်းကလာတည်းတဲ့ဖះရဲ့ကြီးမားလာတဲ့ကောင်းကြီးများစွာကျွန်တော်ခံစားရပါတယ်ကျွန်တော်ရဲ့သက်သေခံချက်ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်စကားလုံးလေးအင်္ဂလိပ်စကားလုံးလေး3လုံးနဲ့ကျွန်တော်ခွန်အားပေးခြင်းပါတယ်အခုခေတ်စားနေတာ PCR test ပေါ့နော်ကျွန်တော်တို့လေမြန်စီးမယ်ဆိုရင် PCR test မလုပ်ထားဘူးဆိုရင်ကျွန်တော်လေမြန်မော်တက်ခွင့်မရှိဘူးเนาะ PCR test လုပ်ပြီးမှယောဂကင်းရှင်းကြောင်းနှာခေါင်းနိုင်မယ် PCR test လုပ်မယ်ယောဂကင်းရှင်းကြောင်းထောက်ခံချက်ရမှကျွန်တော်လေမြန်စီးရတာဖြစ်ပါတယ်ဆိုတော့ PCR အဲစကလုံးလေး3လုံးပေါ့နော်ပထမဆုံးအလုံးကတော့ P pray for others သူတစ်ပါးအတွက်ဆုတောင်းပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကိုယ့်အတွက်ဆုတောင်းကြတယ်ကိုယ့်မိသားစုအတွက်ဆုတောင်းကြတယ်ကိုယ့်ရွေချက်တွေအတွက်ဆုတောင်းကြတယ်ကိုယ့်ပညာရေးအတွက်ဆုတောင်းကြတယ်တကယ်တော့အဲ့ဒီမှာရပ်မနေပဲနဲ့သူတစ်ပါးအတွက်ဆုတောင်းပေးခြင်းလည်းအလုံးပဲရေးကြည့်ပါတယ်လို့ယာကုပ်9:16မှာသူတစ်ပါးအတွက်ဆုတောင်းပေးဖို့ဖော်ပြထားရှိပါတယ်ဒီလိုဆုတောင်းတဲ့ခါမှာလည်းကိုယ်တိုင်သွားတွေ့ကြရမလို့သူ့ကိုပြောပြဖို့လည်းမလိုဘူးယာကုပ်9:16မှာပြောလဲဆိုတော့အချင်းချင်းတယောက်နဲ့တယောက်ကိုအပြစ်ကိုဖော်ပြတောင်းပန်ကြလော့ချမ်းသာရမည်အကြောင်းအချင်းချင်းတို့ဖို့ဆုတောင်းကြလော့သူတော်ကောင်းဆုတောင်း၍အရှင်ကြီးသောပဋ္ဌနာသည်အလွန်တကိုးပါ၏အချင်းချင်းတို့ဖို့ဆုတောင်းကြလော့ကိုအရေးပြင်သူများရေးကိုဆုတောင်းပေးဖို့ဘုရားရှင်ကလိုရှိတာဖြစ်ပါတယ်
သူများအတွက်ဆူတောင်းပေးခြင်းဟာလဲကိုယ့်ကိုဖះကကောင်းကြီးပေးဖို့မျိုးစေ့ချခြင်းဖြစ်ပါတယ်နော်သူများအတွက်ဆူတောင်းပေးခြင်းဟာကိုယ့်ကိုဖះကကောင်းကြီးပေးဖို့မျိုးစေ့ချခြင်းဖြစ်ပါတယ်ကျမ်းစာတွေကယောဘအကြောင်းလူတိုင်းသိပါတယ်သူမှာပြဿနာပေါင်းစုံအခက်အခဲပေါင်းစုံဆုံးရှုံးမှုပေါင်းစုံပဲနော်ဒါပေမဲ့ဒီသူတစ်ပါးအတွက်ဆူတောင်းပေးခြင်းဆိုတဲ့မျိုးစေ့ချခြင်းကိုအဲ့ဒီ principle ကိုသူကောင်းကောင်းသိတယ်ဆိုတော့သူအခက်အခဲတွေပေါ်မှာသူ focus မလုပ်သူမိတ်ဆွေတွေလည်းသူဆူတောင်းပေးတဲ့ခါမှာဖះကသူ့ရဲ့ဆုံးရှုံးသွားတဲ့သူ့ရဲ့ဒုက္ခတွေကိုဖះဖယ်ပြီးတော့နှစ်ဆတော့ကောင်းကြီးကိုပြန်ပေးပါတယ်ယောဘဝတ္ထုအခန်းကြီး42အခန်းငယ်30မှာယောဘသည်အဆွေခင်မုန်းတို့အဖို့ဆူတောင်းပြီးမှသူခံရသောဒုက္ခအကြောင်းကိုထာဝရဘုရားသည်ပယ်ရှင်း၍အရင်ထက်နှစ်ဆသောဥစ္စာကိုပေးတော်မူ၏ပြန်ဖတ်မယ်နော်ယောဘသည်အဆွေခင်မုန်းတို့အဖို့ဆူတောင်းပြီးမှသူခံရသောဒုက္ခအကြောင်းကိုထာဝရဘုရားသည်ပယ်ရှင်း၍အရင်ထက်နှစ်ဆသောဥစ္စာကိုပေးတော်မူ၏ Pray for others သူတစ်ပါးအတွက်ဆူတောင်းပေးခြင်းဟာသူတစ်ပါးအတွက်သာမကကိုယ့်အတွက်လည်းဘုရားပြန်ကောင်းကြီးပေးတယ်ဆိုတာယောဘရဲ့အသက်တာအားဖြင့်ကျွန်တော်ခွန်အားယူဖို့ဖြစ်ပါတယ်ကျွန်တော်နောက်တစ်လုံးမပြောခင်မှာသမီးငယ်ဘီလီလာမင်းရဲ့တခြင်းအားဖြင့်ကျွန်တော်ဆက်လက်ပြီးတော့ခွန်အားယူဖို့ဖြစ်ပါတယ်
a night to sway to bar. Go to shame your done, a night to sway to bar. Jesus de Mare, Billy Lame, Piata, don't be county beavers, eh? Kuna P. Be the you know, did see control. The control are Koloame control mobile. Go at the Dow, Piago, Abro, Pia control pian loquin people, Pipare. Do also quin people, Pipare. Pia agency, a Louis agency name do. The Kali Mumantare, a chain of Jovima Pia, if you beat at it. A beat a piale go Muman Tada Tego, Bugone a pinnated, no? So also can people ye jibare Uma little cupio Amazon Lutiaga, Mure Dome, Tutangaja, a cuni town, no? Maybe Mure in Dali, Pian Cabiva, to be silly to go, be Pian Cabiva. Okay, Utangaja like Pian Cabime, so rob, Toarable. Mure yaw loud at Chima at Giga, Kailand at the Gaja. Gaja, meanwhile, Lobi Villa. A loader come a while Jane Omeno, Papir and Yapira one, to Fonsa be pure. Okay, be right but Marca. Now, Sammy Loni, a touch Sabian. The Gaja, Era Honiama, who a little with Jane Meno, Tabi Fonsabian. Who the Gaja and Dollar to him, say Chavang, I'm a Miva, no? Now Sammy now touch up young, Tatiaji touch it. The Ganya who are Janga Omeno, Mio Simi Chalu, Lampiora, Banyazo, who the Ganya Bapian Biores. Mean Simi Chale, not to come out, Makine or Piampio, say to Piampio. So, General at the time, Piao Pong up, say Charles or Pong alike. No? Do Bahama Tavi Tomatene, Pia Gri Pira Pira. No, Mate, Kanjichao, Kanga Donzelima. Two John Nepa a pope sewing Janet, Nepa nearly Mimi a pope sewing lamy, a cooney night she do, Macalma tendo a yadi, cooney boot laubi, Gri baby lapide, say chalacha pial let her ataiba, do control loquin people, Piaga lucida pepare, da dudias see pepare. So celebrate spine to me melody at the chin up, general celebrate quan you bo pepare. So sweet for a while, the below my Hello, Bukuto, Yato, Yanukanato, Patabo, Nabu to you, Natai Amanabu, Amiba. Read
bagasa Eso bandeba Diga kesapa Buwa Malang keposa Patawong Nabi Tuyo Natai Amalabuo Pabiliba Kata Tepi No to no man Natataong Tae Tuyo Mebatataong Inamu Pagkasipo Tratawi Narubaya Kasal Otulayo Patago Nagutuyo Natai Amalabuo Pabiliba Katajabi No Tugloba Natataong Tae Tuyo Mebatatawi Namu Pagkasipa Tratawi Tanubaya Kasta Otulayo Tadu Dubalo, Boya Sui Bikuareki Jesus Demare, Spine Melody, Piata, don't be county Pivasi. Una Pine C Pidino, not on the reset paper. Reset. General computer by Tonakama, General Takalija Yatot. Yato Abima Celulumia in a song computer reset Chalaya, and Piantonia. General telephone at time, Takalija Mama Celulumia. General phone along Pupure. General iPhone single Yade Chima. Longer Shinilagane today. For power on Pelumiaro, no Bama on Nilumiaro, era sign to Topia. For young sign Topia command, Yare to Pimpi Mary, Tola Lise Pia Mary. Nai well out jam, more to no song dometro. Okay, to no shima to load. Say second of better. No, to close Tongula go 20 libro. No cool, 20 bro. No Kutongula 20 libro. Reset Charlie, no? Reset Charlie for Piancona, Pianluya. Dollar Lise Lado Kuna. Go on, say second round. So, Bama Salomia Reset Charlie. No? At that time, era Miala, you know. Bama Salomia Chini Murishita. Ekaja Reset Chabo Velubare. Changa Dema Dawe at the Dauchi Meswing. To let research again. None of Bogani to our Lanchilla de Chama, Luna and Mumu to do it, to jump into Tain Pay like the one. Ama to era Satep. Katana era, Namate era, a Mudima, Yabtashi. No? Namate era, Namani era. So, two Male Mashi era, Namani era. Po Gire era not to Namaton era, a mute Kimomo to Talite. No? Emma era Miala, Dojong Joy, 2 year tau Pia Pian, you think like the one. Tame to 2 year tau to Pian Nandaya, research like the Kama. Pia to Pian County Pire. No? Luri Chide, no? Luri County Pima, Piside, Solomon Minji. Upia to Tapige Barel Nico Caninga Sakoma, Lumidiga, Cretona Shili, a tipipin no the Papi. How no yaro di Pianli, cutting no yaro di tipija e Lumidiga, Cretona Shili, no Creto go tilium, Cretona Shili, a tipipin no the Papi. So, general at the Damalan, research Habulu, Ere Miala Recare, Shila Recama, now so. Jump me kama, Pamalo Miaro kama, research Habulu pare. So, General Kido and PCR test lobby talk and I am a layman Siad Lubeno. General Boakila and Tuare Kamale,
ဒီ PCR ဆိုတဲ့ဒီစာလုံးလေး၃လုံးเนาะ P pray for others သူတစ်ပါးအတွက်ဆုတောင်းပေးခြင်း C control ကိုကလောက်ရတဲ့ control မဟုတ်ဖះကို control လုပ်ခွင့်ပေးဖို့နောက်ဆုံးတစ်လုံးကတော့ reset တနည်းအားဖြင့်နောင်တနဲ့ဖះထံကိုပြန်တိုးဝင်ခြင်းเนาะအဲ PCR ဆိုတဲ့စကားလုံး၃လုံးနဲ့မိမိရဲ့အသက်တာကိုပြန်ဆန်းစစ်ပြီးတော့ဆက်လက်ရှောက်လန်းကြရအောင်ရောက်စီတိုင်းဖះရှင်ကောင်းကြီးပေးပါစေအောင်မြင်သောသူများဖြစ်ကြပါစေကျေးဇူးတင်ပါတယ်God bless you all